အခုတော်တော်ရေမတော်တဆဖြစ်တာတွေမကြာခဏတွေ့နေရတယ်နော် ဟုတ်တယ်တမီးလည်းတွေ့တယ် ဒါနဲ့ငယ်မနည်းနည်းအိမ်ရလူရင်ပါပင်နဲ့လက်ပြန်ခိသွားဖို့ရှိရဆိုတော့လေလမ်းမှာကောက်တေချာယူဆိုင်မအောင်တတိဆိုတာပိုရဲမရှိဘူး လူကအိမ်မှာပဲရှိသေးတယ်စိတ်ပူနေကြပြီအပျော်ခီးလေးသွားမယ့်ဟာကို ရင်းနေရဆိုတာကြတော့မျော်လင့်မယ်နဲ့ဖြစ်တတ်တာဆိုပေမဲ့ကြိုတင်ပြင်ဆင်တာအကောင်းဆုံးကာကွယ်ခြင်းပဲ ဟုတ်ကဲ့ပါမမရဲ့ မမတို့ညီမလေးတို့လိုကားမောင်းတဲ့သူတွေအနေနဲ့ကင်းမို့အတွက်သိထားတဲ့အခြေအနေတွေလည်းရှိသေးတယ် ပါတယ်လေမမရဲ့ ကိုသွားမဲ့လမ်းခြေလေးကိုကြည့်လမ်းချိုးကိုရများတယ်ဆိုလို့ရှိရင်တော့တတိထားပြီးတော့အရှိန်လျှော့မအောင်မယ်ဘာလို့လဲဆိုတော့အဲ့လိုနေရာကြီးကလမ်းချော့တက်တယ်လေအားကြောင့်မလို့မပေါ့ဆရအောင်နော် ဟုတ်မမ ပြီးတော့ကားရဲ့ကျမကြီးအခုခရီးမစားခင်မှာကားရဲ့ရှေ့မီဝိုက်ပါတာယာအင်ဂျင်အဲ့တွေရောချိန်ပေးပြီးတော့စစ်ပြီးပြီလား ဟေးမနေ့တော့ကတော့တာယာတော့လေထုတ်ပြီးသွားပြီကျန်တာတွေတော့မစစ်ရသေးမမပြောရပဲတတိရတော့ အော်ငယ်မကတော့လေ နေ့ပြန်မသွားခင်တော့စစ်လိုက်ပါမယ်မမရဲ့ ဒါနဲ့နင်ကားမောင်းနေနေဖုန်းပြောရတဲ့တိတိတူပါရှောင်းတော့ငယ်မ စိတ်ချပါမမ ပြီးတော့အိမ်ငိုက်တာရက်တေတာတောက်စားတာရကြတော့ရှင်နေကိုယ်တိုင်ဖိတ်ခေါ်သူလိုပဲကိုယ်တိုင်စပြီးတော့အရင်တတိထားရမယ်နော် ညီမလေးကဒါရင်မလုပ်ပါဘူးအလိမ္မာတုံးလေးဟောက် သိပါရဲ့ငါညီမလေးကမလုပ်ဆိုတော့မမယုံမိတာပြောနေနေမို့လို့တလက်စာပြောပြတာ မမပြောပြရတဲ့ကမှတ်သားစရာကြီးပဲနော်ဒါပေမဲ့တခြားကားတွေရဲ့အမားကြောင့်ဆိုရင်ရော အဲ့ဒါကြောင့်မမ defensive driver ပြောချင်တာတခြားသူရဲ့အမာကိုကိုကကြိုတင်မြင်ပြီးတော့ရှောင်ရှားနိုင်မှုကြတော့ပတ်ဝန်းကျင်ကိုအမြဲတတိထားနေဖို့လိုတယ်ကဲမမပြောတဲ့ချက်လက်တွေကိုတခြားလိုက်နာကားကိုတခြားစစ်ဆေးပြီးတော့စိတ်ချလက်ချခရီးသွားလို့ရပြီဖေမတီရမခါပဲနဲ့တန်ခီမှာပျော်ရွှင်ပါစေကွယ် ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်မမပေးကရေးကိုဦးစားပေးပြီးတော့တခြားလိုက်နာပါမယ်နော်